သူတကောင်လည်းကြံခဲ့တာပေါ့ ငလင်းနေမလောက်ခင်နေရပြလိုက်တဲ့မီးကဟိုငလင်းလောက်ပြီးတဲ့အထိကောင်းကောင်းဟိုမလာဘူးပြီးကြတဲ့ရက်တွေဆိုရင်24နာရီမှမီးလေး1နာရီလောက်လာပြီးပြတ်သွားတယ်ကိုရီစားဖို့အတွက်ကိုအဓိကမထားနိုင်ဘူးမီးလာပြီးဆိုတော့လည်းကလေးတွေအတွက်ကိုဦးစားပေးပြီးလုပ်ပေးဖြစ်တယ်တနိုင်ငံလုံးအတိုင်းအတာကြီးနဲ့အထီးအခါအပျက်စီအသေးကြီးတွေမြင်ရတွေ့ရတာစိတ်မချမ်းသာအောင်စိတ်ကြီးလည်းမကောင်းဒါပေမဲ့လည်းလမ်းပေါ်မှာရှင်သန်မှုရုန်းကန်နေရတဲ့ဘဝလေးတွေကြီးလန်းစားစားလူချင်းစံကြားလာနဲ့ကြောင်းလန့်နေရတဲ့ဘဝလေးတွေများစွာအတွက်ကိုလည်းတနေ့မပြတ်လုပ်ပေးစရာတွေရှိသေးတယ်အဲ့တော့နော်တော်ဝါတွေအားလုံးနဲ့တဘာဝဘေးရန်နေဆိုရီယောဂဆိုရီကတ်ဆိုရီမှာကင်းဝေးကြပါစေလမ်းပေါ်မှာပေါက်ပွားရှင်သန်နေထိုင်ကြရတဲ့ဘဝလေးတွေလည်းအစာဝအနာကင်းပြရှင်ကြပါစေလူအများရဲ့ချစ်ခင်မေတ္တာထားမှုတွေရရှိပြီးနှွေးထွေးလုံခြုံမှုတွေရရှိကြပါစေမတမာသူလူရန်ကားရဲ့ဘေးရန်နေမှာလည်းကင်းဝေးကြပါစေဟေးကိုပကံကိုစားမယ်ဟုတ်က